Teno twinkling watermelon ကြည့်ဘူးကြလား။ Ungrio နဲ့ Unyu 2023ကိုပြန်မလာနိုင်ခင်ဘာတွေဆက်ဖြစ်မလဲတွေးဘူးကြလား။ဒါဆိုကျွန်တော်နဲ့တူတူတွေးကြည့်အောင်1995မှာဘလို့ဆက်ဖြစ်နိုင်မလဲ။ဤချမ်းရဲ့မတော်တဆဖြစ်ရကိုအုံကြောင်မတားနိုင်ခဲ့ဘူးဆိုတာကျွန်တော်တို့ဇလန်းထဲမှာသိခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာအုံကြောင်နဲ့အွန်ယူ2023ကိုပြန်မသွားဘူးဆိုရင်အုံကြောင်ကမတော်တဆဖြစ်ပြီးနားမကြတော့တဲ့အဖေကိုစိတ်မချနိုင်လို့2023ကိုပြန်မသွားတော့ဘူးဆိုတာမျိုးလုပ်လို့ရတယ်လို့အွန်ယူကလည်းဆိုင်ကေပြက်ပြီးကူညီမဲ့သူမပေါ်လာလို့ဂီတဆိုင်ကိုမရောက်သွားခဲ့ဘူးဆိုတာမျိုးလုပ်ရပါမယ်။ဒီလိုနဲ့သူတို့နှစ်ယောက်စလုံး1995မှာပဲကြံနေခဲ့တယ်။တခြားလုပ်လို့ရတာတွေရှိပေမဲ့ကျွန်တော်ကတော့ဒါကိုဇလန်းထဲကနေလေအဆက်ရှိတာမို့ပို့ပြီးသဘောကျပါတယ်။ဒါဆို1995မှာဘလို့ဆက်ဖြစ်နိုင်မလဲ။ဤချမ်းအတွက်ကတော့အားလုံးသိထားသလိုပို့ပြီးတော့ကောင်းမလာဘူးပဲရှိပါတယ်။သူ့ခံစားချက်တွေကိုတကယ်နားလည်ပြီးနိုင်တဲ့သူ့သားကိုအကောင်းဆုံးတငယ်ချင်းအဖြစ်ရရှိသွားမှာဖြစ်တယ်လို့အဖေနဲ့သားဆက်ဆံရေးထက်ဘဝကိုအတူတူမြင်တဲ့တငယ်ချင်းနှစ်ယောက်လိုဖြစ်သွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အုံကြောင်ကိုယ်တိုင်ကသူ့မိဘတွေရဲ့အခက်အခဲတွေနာကျင်မှုတွေကိုကိုယ်တိုင်တွေ့ကြုံခဲ့မှုတဲ့လူမဟုတ်လား။ဤချမ်းရဲ့နာကျင်မှုနဲ့အခက်အခဲတွေကိုတကယ်နားလည်ပြီးနိုင်တဲ့သူဖြစ်နေခဲ့တာပါ။ပြီးတော့ချောင်းအားကဤချမ်းမတော်တဆဖြစ်သွားတာလုံးဝမတိသေးပဲသူ့အဖေနဲ့နိုင်ငံခြားထွက်သွားဖို့တောင်စီစဉ်နေတာပါ။အဲ့လိုသွားပြီးပြန်မလာဖို့စီစဉ်ထားတဲ့သူ့အဖေရဲ့စိတ်ကူးကိုသူမသိပါဘူး။ဒီလိုဆိုရင်ဤချမ်းနဲ့ချောင်းအားကဝီးသွားနိုင်ပါတယ်။ဒါပေမဲ့တခုရှိတာကဦးငယုံက2023ကိုပြန်မသွားတော့တာမို့ချောင်းအားကိုဤချမ်းရဲ့မတော်တဆကြောင့်မပြောဘဲနေမှာမဟုတ်ပါဘူး။ဒါကိုလည်းချောင်းအားရဲ့အဖေကတေချာပေါက်တားမှာပါ။ချောင်းအားရဲ့အဖေကလည်းသမီးဖြစ်သူပေါ်တာဝန်မကြည့်ခဲ့တာတွေအတွက်နောက်ဆုံးမှခွင့်ပြုပေးလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ချောင်းအားရဲ့မျက်ရည်တွေကိုအကြိမ်ကြိမ်မြင်ခဲ့ရတဲ့ဦးငယုံဟာချောင်းအားအတွက်ဆိုရင်အခက်ခဲတွေကိုကူညီပေးရုံနဲ့မကပဲဘဝဆုံးဖြတ်ချက်တွေမှာပါဝင်လမ်းညွှန်ပေးနိုင်တဲ့တငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်လာနိုင်ပါတယ်။ဒါဆိုဦးယူကောဦးယူနဲ့စေးကယုံဆက်ဆံရေးကဇလန်းထဲမှာတော့ရှုပ်ထွေးနေတာပါ။ဒါပေမဲ့ဦးယူကညံကောင်းတဲ့ကောင်မလေးမို့အစကလေးကစေးကယုံရဲ့အချစ်ဦးကသူ့ဖခင်ကိုယ်တိုင်ပဲဖြစ်နေတာကိုသိနေခဲ့တာပါ။2023ပြန်ရောက်မှမေးကြည့်မယ်လို့စိတ်ကူးထားခဲ့တဲ့သူ့မိဘတွေကြားကဆက်ဆံရေးကိုသူ့ကိုယ်တိုင်ဝင်ဖြေရှင်းဖို့ဖြစ်လာပါလိမ့်မယ်။စေးကယုံရဲ့ဘဝကိုတကယ်နားလည်ထားတဲ့ဦးယူဟာအမေနဲ့သမီးဆက်ဆံရေးထက်ပိုတဲ့တကယ်အဖိုးတန်တဲ့တငယ်ချင်းကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဤချမ်းချောင်းအားအုံကယုံစေးကယုံနဲ့အွန်ယူဆိုတဲ့မူလတိုင်းလိုက်မှာဘယ်တော့မှမဖြစ်နိုင်တဲ့စမ်းကြဲတဲ့ group တွေတစ်ခုဖြစ်လာနိုင်တယ်။တယောက်ရဲ့အခက်အခဲကိုတယောက်ကူညီပြီးမိသားစုမဟုတ်ပေမဲ့မိသားစုထပ်ပိုတဲ့တိုင်ရောစီမျိုးနဲ့အကောင်းဆုံးတငယ်ချင်းတွေဖြစ်သွားပါလိမ့်မယ်။ဒီမှာကျွန်တော်တို့ပြောဖို့ကြံနေတာက V-Lane နေအကြောင်းပါ။ဒါပေမဲ့ဒါကလည်းစိတ်ပူစရာတော့မရှိပါဘူး။ဘာလို့ဆိုချောင်းအားရဲ့ဖခင်ကနိုင်ငံခြားပို့ဖို့စီစဉ်ထားတာတောင်းအဲ့ V-Lane ကိုအလွတ်ပေးခဲ့တာမဟုတ်ဘူးလေ။ဒီလိုဆိုရင်2023ကိုပြန်မလာနိုင်ရင်တောင်ဒီ1995 timeline မှာသူတို့အားလုံးပျော်ရွှင်နေကြတဲ့ happy ending ဖြစ်နေုံမှာပါပဲ။